မင်္ဂလာပါဒီကနေ့မှာတော့လူလူကစာရေးဆရာကြီးတက္ကသိုလ်စိန်တင်ရဲ့တီဘောပရီနဲ့စုဖျားလဲဆိုတဲ့တမိုင်းဝတ္ထုကိုအပိုင်းနှစ်အနေနဲ့ဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အပိုင်းနှစ်တီဘောပရီအခန်းတီဘောပရီကိုရတနာပုံမြို့တီနန်းတီပြင်စမတန်ခါရနာတင်တာရဏဒါယကဘဝရှင်မင်းတို့မင်းတရားကြီးနှင့်လောင်းရှိမျိုးစားနန္နာဒေဝီမိဖုရားတို့မှဖွာမြင်ခဲ့သည်မွေးနေ့မွေးလမွေးရက်မှာမြန်မာတက္ကရာ1220ပြည့်နှစ်နတော်လပြည့်ကျော်12ရက်စနေနေ့ဖြစ်သည်ငယ်နှမြီမှာမောင်ရည်ဆက်ဖြစ်သည်တီဘောဘရင်ငယ်မြီမောင်ရည်ဆက်ဤမွေးစာတာကိုဗေဒီနက္ခပညာရှင်တို့ကချက်ချင်းဇာတာဖွဲ့ပြီးမှုချဧကံမင်းဖြစ်မြည်ဇာတာဟုဟောကြားထွက်သည်ဗေဒီအလိုအယဒနုလက်ဖြစ်သည်ဒနုလက်ဖြစ်တိုင်းလဲရှင်ဘရင်ဖြစ်မည်ဟုမဆိုနိုင်သို့သောဒနုလက်တွင်တနင်္ဂနွေနေ့ဗုဒ္ဓဟူပူးနေ၍အကြီးဆုံးသောရာဇယုတ်ကိုရသည်ဟုဆိုကြသည်ဒနုလက်မှာတက်ရီခတ်ရီကိုညွှန်ပြတော်လက်ဖြစ်ပြီးတနင်္ဂနွေနေ့ဗုဒ္ဓဟူပူးရှင်သဖြင့်ရာဇယုတ်ကြနေသည်ရှင်ဘရင်သားမဆိုထားနှင့်တမန်အယက်သားစင်ရတာပင်ရှင်ဘရင်ဖြစ်နိုင်သောဇာတာဟုဟောဆိုကြသည်သို့သောရှင်ဘရင်ဖြစ်ရာတွင်ဒနုလက်နှင့်တနင်္ဂနွေဗုဒ္ဓဟူတို့ပူးရှင်နေခြင်းအခြေအနေများကြောင့်ကိုယ်တိုင်တိုက်ခိုက်ပြီးကိုယ်တိုင်အရေးအတွေးဖြင့်မင်းဖြစ်မည်ဟုကမဆုံးဖြတ်သည်ဥဆောင်တိုက်ခိုက်ပြီးသူကတိုက်ခိုက်ပြီးလွေကူစွာနန်းပလင်ပေါ်ရောက်လာမည်မင်းမျိုးသားဖြစ်မည်ဟုဆိုသည်တို့ပြင်လက်တခင်ဂျာရာပရိကအဓိကရန်အိမ်မှရှိပြီးငါတန့်ပုတ္တရဘာဝတခင်နှင့်စနစ်တန့်ဗျာယတခင်အင်္ဂါကဝိတေတလှမ်းမြင်ထားခြင်းကြောင့်မင်းသားဤမင်းဖြစ်ရာဖြစ်ကြောင်းတတ်တန်းတွင်တွေထွက်တန်ယုံမှုများမြင်သည်အပြန်အဆိုင်အနောက်ရှဲများတွေ့မည်အတွင်းရန်မကေးမှုများမလွဲမသွေတွေ့မည်ဟုဗေဒင်ပညာရှင်များကကြိုတင်ဟောပြောခဲ့ကြသည်ထို့ပြင်6တက်တခင်တောက်ကြသည်6တက်ဘာဝကိုလှမ်းမြင်ထား၍အတွင်းရန်ကိုအောင်မြင်မည်ဟုကြိုတင်ယူဆထားကြသည်ဒါတော့ဒီဟောပြောချက်တို့မှာဂျိုနေဂျိုထားကိုကြည်၍ဟောပြောကြခြင်းဖြစ်သည်တကယ်ဘဝတွင်ဇက်လန်းစဉ်မြည်လို့ရှိမည်လေဒါကတော့ရုပ်ရှင်စကားဖြင့်ပြောရလျင်ငွေရောင်ပိတ်ကားပေါ်တွင်ဆက်လက်ရှုစားကြရတော့မည်လေတားတော်မင်းသားမောင်ရည်ဆက်ကိုခမဲတော်ဘဝရှင်မင်းတို့မင်းတရားကြီးကချစ်မြတ်နိုးစွာဖြင့်ရှမ်းတိုင်းရင်းသားတို့ဒေသရှိဒီဘောမျိုးကိုစားခွင့်ပေးတနာသည်ထို့ကြောင့်နောင်အခါငယ်မီမောင်ရည်ဆက်ကိုတီဘောမင်းသားဟုခေါ်ကြသည်ခမဲတော်မင်းတရားကြီးကပင်တားတော်တီဘောမင်းသားကိုတိရိမဟာဓမ္မရာဇပွဲဖြင့်ချီးမြှင့်ခဲ့သည်အမှန်ဆိုသောရှင်းမျက်နှာနောက်ထား၍ပြောကြရလျင်တီဘောမင်းသားငယ်သည်လူဘဝသို့ရောက်သည်မှစပြီးကံညံရှာသည်ကြည်လေတီဘောမင်းသားဤမေတော်လောင်းရှိမိဖုရားနန္ဒာဒေဝီသည်မင်းမျိုးမင်းနွယ်မှဆင်သက်သူမဟုတ်တာမန်အယက်သူအယက်သားဘဝမှလာသူဟုမှတ်တမ်းမှတ်စုများကဖော်ပြသည်တီဘောမင်းသားကိုမိရှုတန့်စဉ်ဖွားမြင်ပြီး၃နှစ်အကြာတွင်မေတော်လောင်းရှိမိဖုရားသည်ဝတ်ကြောင်ကိုဆွံ့၍တီလာရှင်ဝတ်သွားခဲ့သည်လောင်းရှိမိဖုရားပြုံးစားကြီးတီလာရှင်ဝတ်သွားရသည်မှာဘာကြောင့်လဲအဖြေကိုတေချာကြနာမတိကြရသို့သောတိုးကတီကကြားရတော့တည်တချို့တော့ရှိ၏မိဖုရားသည်ဘဝရှင်မင်းတရားကြီးနှင့်ဆက်ဆံရေးမပြေပြည့်ဟုသိရသည်ဒီမှာပင်မေးစရာရှိလာသည်ရှင်ဘုရင်နှင့်မိဖုရားတို့အကြားဆက်ဆံရေးမပြေလည်ဘူးဆိုတာပါလေရှင်ဘုရင်ကပဲအိမ်တော်ရေးစီးဖောက်လို့လားဒါလည်းမဖြစ်နိုင်မင်းတို့ဘုရင်မင်းမြတ်မှာမိဖုရားအပါ90ကျော်ရှိသည်ဘုရင်မင်းမြတ်သည်မိမိမျက်နှာတော်မိဖုရားကိုရွေးချယ်ဆက်ဆံပေးလိမ့်မည်ဒါများပါဆန်းပါတလေတီတိုဆူလီရင်မေးစရာရှိလာပြန်နီလောင်းရှိမိဖုရားကကောမင်းတို့မင်းအလူကြအနေအထိုင်မရှိခဲ့လို့လားဒီမေးခွန်းနှင့်ပတ်သက်၍တင်ပြပွဲရှိသည်ပြည်တွင်းပြည်ပမှစာအုပ်စာတမ်းအချို့ကမိဖုရားအပေါ်ဇာရိတအမှုအကျင့်နှင့်ပတ်သက်၍ရေးကြပြောကြလက်ညှိုးထိုးကြ၏သို့သောစဉ်းစားကြည့်ကြပါတော့မိဖုရားသည်မိန်းမတဦးသာဖြစ်၏မိန်းမတို့တဘာဝအတိုင်းစူးပေါ်ဖက်ကြလဲဖက်ပေါ်ဖက်ပေါ်စူးကြလဲဖက်ပေါ်ရမည်ဘဝမိဖုရားမှာမိမိကိုကွယ်ရာ၌အထင်မှာအမြင်မှာဖြစ်အောင်ပြောကြဆိုကြသည်များကိုဘယ်လိုဖြေရှင်းနိုင်ပါလဲဒါပါတော့တီဘောမင်းဤမေတော်လောင်းရှိမိဖုရားသည်အသက်အရွယ်နုနုငယ်ငယ်နှင့်တကယ်ပဲတီလာရှင်ဝတ်သွားခဲ့သည်
တီဘိုမင်းသားသည်ဥမမိန်စာမမြောက်အရွယ်၌မိခင်နှင့်အတူမနေရဘဲမျက်စိတငယ်ရှိခဲ့ပေမည်သို့တော်မင်းတော်လောင်းရှိမိဖုရားသည်တားတော်ကလေးကိုမျက်ကွယ်ပြုခဲ့သည်မဟုတ်ရင်အုပ်မကွာဆူဆုံးမှပြုစုခဲ့သည်ဟုမှတ်တမ်းများရှိသည်လောင်းရှိမိဖုရားသည်မိမိတည်င်းတုံးနေသောတောင်တော်ကျောင်းဆရာတော်ဘုရားထံတားငယ်ကလေးကိုအနံခဲ့သည်ဗုဒ္ဓဘာသာသင်ခန်းစာများကိုတင်ကြားပို့ချပေးရန်တောင်းပန်ရသည်ဒါကြောင့်ဖြစ်ပါလိမ့်မည်တီဘိုမင်းသားသည်ငယ်စဉ်တောင်ကြီးကလေးဘဝကပင်မင်္ဂလာတုတ်ကိုတင်ယူသည်ပရိတ်ကြီး17တုတ်ကိုတက်မြောက်ခဲ့သည်မဟာပဋ္ဌာန်းတရားတော်ကြီးကိုထုံးလို့ချီရေလိုနှောက်ပေါင်မြောက်ကျွမ်းကျင်ခဲ့လေသည်မြန်မာတက္ကရာ1228ခုနှစ်တီဘိုမင်းသားကလေးအသက်10နှစ်အရွယ်ထိုခုနှစ်တွင်မန္တလေးရတနာဘုံနေပြည်တော်တွင်အရေးတော်ပုံကြီးတရက်နှင့်ကြုံရလေသည်မြင်းကွန်းမြင်းခုံတိုင်အရေးတော်ပုံမှန်ဤမြင်းကွန်းမြို့စာနှင့်မြင်းခုံတိုင်ရွာသားမင်းသားနှစ်ပါးတို့သည်နိုင်ငံတော်အာဏာကိုရယူရန်ပုံကန်ကြသည်မြင်းကွန်းအရေးတော်ပုံသည်မြန်မာနိုင်ငံတမိုင်းတွင်အယုစုတော်အမဲကွက်ကြီးအဖြစ်စွန့်ထင်းကျန်ရည်ခဲ့သည်မင်းသားငယ်တို့အာဏာယူထသည်နှင့်နိုင်ငံတော်၏အားအထားရဆုံးကာကွယ်ရေးအကြီးအမှုအိမ်ရှိဆန်ကနောင်မင်းကြဆုံးခဲ့ရသည်ဒီအရေးတော်အတွင်း၌သူကိုကိုတက်ကိုသူတက်နှင့်လူတက်ပွဲကြီးဆင်နွှဲကြသည်တန်ဖိုးရှိသောဝန်ကြီးဝန်ငယ်မင်းကြီးမင်းသားတို့သည်ဗာမြတန်ဖိုးမရှိသောအာဏာလူပွဲတွင်အသက်ပေးသွားကြရသည်ထိုစဉ်ကတီဘိုမင်းသားကလေးမှာအင်္ဂလိပ်စာသင်ကြားဖို့ရာမန္တလေးရတနာဘုံနှန်းတွင်သို့မေတော်ကပြန်ပို့ထားဆဲဖြစ်သည်မြမသမိုင်းတွင်ဆရာမတ်ကြီးကျောင်းဟုမော်ကွန်းတင်ရသောအင်္ဂလိပ်စာသင်ဆရာကြီးဒေါက်တာမတ်ဤကျောင်းသို့တီဘိုမင်းသားကလေးသည်နောင်တော်အမတော်များနှင့်အတူတက်ရောက်သင်ကြားနေသည်မန္တလေးနန်းတွင်၌အရေးတော်ပုံဖြစ်ပြီးလူတက်ပွဲကြီးဆင်နွှဲနေပုံတည်င်းကြသောတောင်တော်ကျောင်း၌ရှိတီလာရှင်လောင်းရှိမိဖုရားတော်ကပွားရသည်နားမလဲပါမလဲမျက်စိတငယ်နှင့်တားတော်ကလေးတီဘိုမင်းသားငယ်ဘဒုဒါချက်မှအသက်ပါသွားလိမ့်မည်လဲဆိုရင်ပွားမိသည်မိဖုရားတီလာရှင်သည်ဝတ်စုံတင်ကန်းဘူတီဘက်တီနှင့်ရွှေနန်းတော်သို့အပြေအလွှာသွားသည်ထို့နောက်တီဘိုမင်းသားကလေး၏အဆောင်သို့ဝင်သည်တားတော်ကလေးကိုတွေ့မှအိုးတင်းမတည်သေးပါလားဟုစိတ်ချပြီးဝမ်းနေဝမ်းသာငိုယိုမိတော်သည်တီလာရှင်လောင်းရှိမိဖုရားသည်တားတော်တီဘိုမင်းသားကလေးကိုလက်ဆွဲပြီးနန်းထဲမှပြေးထွက်လာသည်တီဘိုမင်းသားကလေးမှာမေတော်တီလာရှင်ဤကိုဝတ်လွှာကိုတအားဆုပ်ကိုင်ပြီးမေတော်နှင့်အတူခြေကုံတုပ်၍ပြေးလာရရှာသည်လောင်းရှိမိဖုရားတီလာရှင်သည်တားတော်တီဘိုမင်းသားကလေးကိုမိမိတည်င်း300တောင်းတော်ဆရာတော်ကျောင်းတို့ခေါ်မတော်ဝန်ကြီးမိကိုကြွလျှောက်လိုက်လာပြီးတားတော်ကလေးကိုတက်သွားမှဆိုရင်ရသည်ထို့ကြောင့်မန္တလေးရန်ကင်းတောင်အနီးထိန်ပင်ကျောင်း၌သို့တွားပို့ပြီးပုံအောင်နေစေသည်မိဖုရားသည်တီဘိုမင်းသားကလေးကိုထိန်ပင်ကျောင်း၌မှ3-4ရက်ထားပြီးတော့စိတ်မချဖြစ်လာသည်မြင်ကူးညီနောင်တို့အေးနေပြီးအောက်ရက်ဒေတာတို့ပြေးပြီးဟုတည်င်းကြရပါရဲ့သို့တော့ရတနာဘုံနေပြည်တော်ကြီးမှအေးဆေးငြိမ်သက်နေပြီဟုမဆိုနိုင်ခုနာကဖြူဖြူဖြောက်ဖြောက်ဒီနာကဖြူဖြူဖြောက်ဖြောက်တက်ပွဲဖြက်ပွဲတရင်တွေကနာမဆန်အောင်ကြားနေရစေဒီတော့မိဖုရားသည်တားတော်ကလေးအတွက်တောကမအေးပူပန်ရပြန်သည်ဒီတွင်လောင်းရှိမိဖုရားသည်ထိန်ပင်ကျောင်း၌သို့ပြေးရပြန်သည်လူယုံတော်တဦးထံတီဘိုမင်းသားကလေးကိုအပ်ပြီးကြီးတော်ရအတွင်ရုပ်ဖြတ်စေသည်ထို့နောက်လူယုံအမှုထမ်းကိုငွေစားပေးပြီးနောက်တားတော်တီဘိုမင်းသားကလေးကိုရှမ်းတောင်နှံစီခေါ်သွားပါဟိုမှရက်အတန်ကြာပုံအောင်နေပါစေဒီငွေစားကိုတုံးပြီးတားတော်ကလေးကိုဘေးမတိရမခအောင်ဆောင်မကြည့်ရှုပါဟုမှားကြားစေလိုရပြန်သည်မေရိုလောင်းရှိမိဖုရားဤမိခင်မြတ်တာကကြီးမားမြင့်မြတ်ပေသောမိဖုရားဤလူယုံတော်သည်ရုပ်ဖြတ်ထားသောကြီးတော်ရာအတွင်ဒီဘောမင်းသားကလေးကိုလက်ဆွဲပြီးမန္တလေးရတနာဘုံနေပြည်တော်မှရှမ်းတောင်တန်းအဝင်နောင်ပင်ရွာကလေးအထိပြေးခဲ့ရသည်နောင်ပင်ရွာတွင်မိဖုရားဤမိကောင်းဆွေစစ်ရှမ်းအမတ်ကြီးတဦးရှိသည်အမတ်ကြီးသည်တီဘိုမင်းသားကလေးကိုနှွေထွေးစွာဆောက်ရှောက်ကူညီပါ၏တီဘိုမင်းသားကလေးမှာဤတို့ဖြင့်ဘေးမတိရမခပုံအောင်နေခဲ့ရသည်ထိုရှမ်းအမတ်ကြီးမှာမြန်မာအမျိုးသားစစ်စစ်ဖြစ်သည်စင်ဖြူမရှင်မိဖုရားကြီးနှင့်မောင်ဝမ်းခွဲတော်ဆက်သူဟုဆိုကြသည်ထိုအမတ်ကြီး၏အဆောက်အအုံဖြင့်ကောင်းမွန်ချမ်းသာစွာနေရခြင်းမှာ
တီဘိုမင်းသားသည်ကလေးဘဝကပင်စင်ဖြူမရှင်ဤဓမီစုဖျားလက်နှင့်နန်းတွင်၌ကစားပေါ်ကစားဘက်ဖြစ်၍ဟုဆိုကြသည်ညီကိုမင်းသားအရေးတော်ပုံကြီးဖြစ်ပွားပြီးသည့်နောက်နိုင်ငံတော်မှာအေဂျင့်သည်မရှိသည်အရေးတော်ပုံကြီးတွင်ကြာဆုံးရှာသောကင်နောင်မင်းဤသားတော်ပသိမ်မင်းသားသည်မိမိခမဲတော်အသက်ခံခဲ့ရခြင်းအပေါ်မကြေမချမ်းဖြစ်သည်ဒေါရအမျက်ပြင်းစွာထွက်သည်ထို့ကြောင့်မင်းသားသည်လူစုပြီးဘဝရှင်မင်းတော်မင်းတရားကြီးအားထောင်ထားပုံကန်ခဲ့ပြန်သည်ပသိမ်မင်းသားသည်နေပြည်တော်ပြည်ပသို့ထွက်ပြီးနန်းကိုပဲအမည်လုံးအသက်ကိုပဲအတိခံမည်လုံးဟုဗကြီးတော်မင်းတော်မင်းတရားထံရာဇရန်ပို့လေသည်ထိုစဉ်ကတိုင်းနိုင်ငံအတွင်းဒုတိယအကြိမ်လက်နက်ကင်ဆောင်ထားမှုကိုမင်းတော်မင်းကြီးကြုံရပြန်ပါသည်သို့တော်ထိုအရေးအခင်းမှာအချိန်ကာလတိတ်မကြမီမှာပင်ပြီးဆုံး၏ပသိမ်မင်းသားနှင့်အပါတို့အားရတနာပုံအချုပ်ခန်း၌ဆံမြန်းနိုင်စေခဲ့ပြီးနောက်နိုင်ငံတော်သည်တည်ငြိမ်အေးချမ်းမှုရှိလာခဲ့လေသည်နိုင်ငံတော်အေးချမ်းသာယာမှုပြန်ရသောအခါလောင်းရှိမိဖုရားသည်တားတော်ကလေးတီဘောကိုမန္တလေးရတနာပုံနှင့်ပြည်တော်သို့ပြန်လည်ခေါ်ယူလိုက်သည်ထို့နောက်တားတော်ကလေးကိုမူရင်းတင်ကြားမြဲရှိသောဗုဒ္ဓဘာသာကျမ်းစာများကိုတောင်တော်ကျောင်း၌မှပင်ဆက်လက်တင်ကြားနေစေခဲ့သည်အခန်းနှင့်တီဘိုမင်းသားသည်ဗုဒ္ဓကျမ်းစာများတင်ကြားနေခိုင်းမှာပင်ခမဲတော်မင်းတော်မင်းတရားကြီး၏အစီအစဉ်ဖြင့်အင်္ဂလိပ်ဘာသာရေးသက်ဖတ်တတ်အောင်တင်ကြားခဲ့သည်တီဘိုမင်းသားနှင့်အတူအင်္ဂလိပ်ဘာသာတင်ကြားသူများတွင်နန်းတွင်ရှိမင်းကြီးမင်းသားများပါဝင်ခဲ့ကြသည်တင်ကြားပေးသူဆရာမမန္တလေးရတနာပုံနှင့်ပြည်တော်တွင်အင်္ဂလိပ်ဘာသာစာသင်ကျောင်းဖွင့်လှစ်ထားသူဒေါက်တာမတ်ဖြစ်၏မြန်မာတို့အခေါ်အဝေါ်မှာကဆရာမှတ်ကြီးဒေါက်တာမတ်၏အင်္ဂလိပ်စာသင်ကျောင်းတွင်တီဘိုမင်းသားနာမည်ကောင်းရခဲ့သည်ထို့အကြောင်းနှင့်ပတ်သက်၍အနောက်နိုင်ငံစာရေးဆရာများကပင်ဤသို့ထောပနာပြုရေးသားခဲ့ကြသည်တီဘိုမင်းသားငယ်သည်အရွယ်ရလာပြီးလျင်မြန်မာလူငယ်တို့ထုံနှန်းစင်လာအရာရှင်ပြုမင်္ဂလာပြုရသည်ဖုံးတော်ကြီးကျောင်းတွင်တင်ကန်းစီရခြင်းဖြစ်သည်ဒေါက်တာမတ်ထံတွင်ပညာသင်ကြားနေသူများထဲတွင်တီဘိုမင်းသားသည်အမြဲရှိဆုံးမှနေ၍ပညာတော်သူဖြစ်ခဲ့သည်စာတော်ခြင်းနှင့်လက်ရည်လက်သားလှပခြင်းကြောင့်သူသည်ခမဲတော်မင်းတရား၏တဘောကြခြင်းခံယူရသည်စာမေးပွဲများတွင်အမတ်ကောင်းကောင်းရရှိနေသောတီဘိုမင်းသားအတွက်မင်းတို့ဘရင်ကိုယ်တိုင်မကြာခဏနှုတ်မှထုတ်ဖော်ကြွားဝါလျက်ရှိခဲ့သည်တီဘိုမင်းသားငယ်၏အနာဂတ်ညီမြတောက်ပြောင်လိမ့်မည်ဆိုခြင်းကိုကောင်းစွာမသိရသေးမီကပင်အလေနမ်းမတော်စင်ဖြူမှရှင်မိဖုရားသည်တမီးတော်စုဖျားလက်နှင့်တီဘိုမင်းသားတို့အကြားယဉ်ဤကျွမ်းဝင်မှုရှိစေရန်တမီးတော်ကိုအားပေးအားမြောက်ပြုခဲ့သည်တီဘိုမင်းသားသည်ဘာသာရေးတွင်ကိုင်ညွတ်သူဖြစ်၏ဤအရေးအချင်းသည်မင်းတို့ဘရင်မျက်စိကြစရာဖြစ်သည်တီဘိုမင်းသားကလေးကိုဤသို့ချီးမွမ်းသူနောက်တဦးရှိသေးသည်အခြားသူဟုတ်ပါယိုလားတီဘိုမင်းသားဤငယ်ဆရာရင်ဒေါက်တာမတ်ဖြစ်သည်ဒေါက်တာမတ်ကသူဤကိုရေးမတန်စာအုပ်ဖြစ်သောမြန်မာပြည်ဝဲ240စာအုပ်တွင်တီဘိုမင်းသားကိုဤသို့ဂုဏ်ပြုရေးသားခဲ့လေသည်ကျောင်းတက်လာသောမင်းသားများတွင်တီဘိုမင်းသားမှအမတ်စဉ်29တွင်ရှိသည်မင်းသား၏အလွန်တည်ငြိမ်ပြီးမြည်သူကိုများရံမရှာတဲ့ပညာသင်၍လည်းတက်လွယ်သောလူငယ်တဦးဖြစ်သည်တီဘိုသည်တင်နှမြကြားနှမြကိုရိုတီတီနာယူပြီးဆရာပြောနှမြကိုတီကြကြလိုက်နာဆောင်ရွက်တတ်သည်ဆရာကိုဒုက္ခပေးခြင်းနဲ့ပါပြီးရောက်တတ်သောအမှုအကျဉ်းမရှိမိမိ၏အစစ်အတန်အတွက်အထူးဂရုစိုက်ခြင်းကိုခံယူလိုဟန်မပြကိုနှုတ်နှလုံးဆောင်စီပြီးအာကိုအားထားရှာနေခြင်းဖြစ်သည်အကောင်ဖြစ်စေအဆိုးဖြစ်စေသူ့ကိုလွှမ်းမိုးနိုင်သောကာလဖြစ်သည်ကန်ဆိုသည်မှာကောင်းမွန်သောအမှုအကျဉ်းတို့ကိုတင်ကြားပေးလိုက်ရန်ကျွန်ုပ်တို့နှင့်အတူတူကြမနေရခြင်းဖြစ်၏တီဘိုမင်းသားမှာဗုဒ္ဓကျမ်းဂန်ဓမ္မဒေသနာတော်များတင်ကြားရာတွင်ထူးချွန်လာသဖြင့်ဖျားအလောင်းတော်များဖြစ်လေမလားဟုဖခမဲတော်မင်းတော်ဘုရင်၏ထင်မှတ်ကိုးစားခြင်းကိုခံရသူဖြစ်သည်တီဘိုမင်းသားအပေါ်ဆရာရင်းဖြစ်သူဒေါက်တာမတ်၏မှတ်တမ်းတင်ရေးသားမှုမှာများစွာတန်ဖိုးရှိလာသည်ဒေါက်တာမတ်သည်နောက်တွင်တီဘိုဘုရင်နန်းသက်ခဲ့သောအခါတီဘိုဘုရင်၏ချီးမြှောက်ခြင်းကိုခံရသူမဟုတ်သူသည်တီဘိုဘုရင်နှင့်တွေ့ခဲ့ခြင်းမရှိသူ့ပါလျက်နှင့်တီဘိုမင်းသားအပေါ်ကောင်းသောမှတ်ချက်ပေးခဲ့ခြင်းမှာစစ်ရင်စေတနာမှန်နှင့်ရေးသားခြင်းဟုအတိအမှတ်ပြုရတော်မူ
ဒေါက်တာမက်ကဤသို့ဆက်လက်ရေးခဲ့သည်တီဘိုးဘရင်ကကျွန်ုပ်အကြောင်းကိုမကြာခဏစုံစမ်းမေးမြန်းသည်ဟုသိရ၏သူနှန်းဆန်ပြီးသည့်နောက်ကျွန်ုပ်ကသူ့ထံလာရောက်တွေ့ဆုံခြင်းမပြုသည်ကိုလည်းအံ့ဩနေခဲ့သည်ဟု1886ခုနှစ်တွင်တဝယ်မြို့၌စီဖြူမရှိမိဖုရားကပြန်ပြောပြ၍သိရသည်တီဘိုမင်းသားဤငယ်စဉ်ကဆင်းပြင်ကလေးအားချုံမွေပုံကိုအနောက်တိုင်းသမိုင်းဆရာတဦးကလည်းဤသို့မော်ကွန်းတင်ခဲ့သည်တီဘိုသည်ပစိုးအဝါရောင်နှင့်အနာကွတ်ထားသောအဖြူရောင်အင်ကြီးကိုဝတ်လေးရှိသည်ထို့ပြင်တင်သေးလျောက်ပတ်စွာထုံနှောင်ထားသောသူဤရှောင်းတုံးနှင့်အတူစင်ရင်ထားသောစိန်စရိုးများဤအယောင်ကဝင်ဝင်လက်နေ၏သူလက်တွင်ဆင်ထားသောနီလာလက်စွပ်ကလည်းအယောင်တဖိဖိနမသက်မီတနေ့ခန့်ကသူဒီအလွန်လှပချုံမွေသူဖြစ်၏မြန်မာနိုင်ငံတွင်အချောဆုံးယောက်ျားတဦးဖြစ်သည်ဟုဆိုလျင်ပင်ရနိုင်၏တောက်ပနှက်မောင်သောသူမျက်လုံးနှင့်တန်လွင်သီးအောင်သူအသားအရည်မှလှိုက်ဖက်လာသည်တီဘိုးဘရင်ဤငယ်ဘဝကိုစိတ်ဝင်စားသူအိန္ဒိယနိုင်ငံသားပါမောက္ခတဦးကလည်းဤသို့သူအမြင်ကိုတင်ပြခဲ့သေးသည်ခမဲတော်နှက်ရွာဆန်တဖြင့်နန်းတက်လာသောတီဘိုးဘရင်မှာအသက်19နှစ်အရွယ်လူငယ်တဦးများသာဖြစ်၏သူသည်ပါဠိကျမ်းဂန်စာပေကိုကျွမ်းကျင်၍ခေတ်ပညာကိုလည်းသင်ယူခဲ့ပူ၏နေပြည်တော်တွင်ဖွင့်လှစ်ထားသောခရစ်ယာန်ဘုန်းတော်ကြီးဒါတာမတ်၏ SPG မစ်ရှင်ကျောင်းတွင်တီဘိုမင်းသားသည်နောက်တော်ပါ9ဦးနှင့်အတူခေတ်မီပညာရပ်များကိုသင်ကြားနေ၏သူသည်တပြည့်ကောင်းတဦးဖြစ်ခဲ့ပြီးအင်္ဂလိပ်ဘာသာအပြောနှင့်အရေးကိုကျွမ်းကျင်တတ်မြောက်သည့်အထိသင်ကြားခဲ့သည်ထို့ပြင်တီဘိုမင်းသားသည်ခရစ်ကက်ဘောကစားရတွင်လည်းထူးချွန်သူဖြစ်ခဲ့၏တီဘိုမင်းသားနှင့်ပတ်သက်၍ပြည်ပစာရေးဆရာအချို့၏အမြင်များသည်တမိုင်းတွင်တန်ဖိုးမဖြတ်နိုင်သောအကြောင်းအချက်များကိုပေးသည်မှာညင်ကွယ်၍မရလူစုသည်မှာကောင်းတာကိုထုတ်ဖော်ပြောခဲ့သည်မကောင်းတာမဟုတ်တာကိုမှပြောခြင်းဆိုခြင်းရှိကြသည်ကောင်းတဲ့ထက်အတင်အပြင်းတည်င်းစုကိုတောင်ပြောခြင်းရေးခြင်းကြသည်အထူးသဖြင့်အနောက်တိုင်းတမိုင်းဆရာတို့သည်မြမနောက်ဆုံးဘရင်ဒီဘောမင်းအပေါ်အမနာပရေးကြသားကြပြောကြဆိုကြရှိသည်သူစဉ်လည်းယခုတီဘောမင်းသားနှင့်ပတ်သက်၍အကောင်းကိုပြောအကောင်းကိုရေးသားကြခြင်းမှာစိတ်ရင်းစေတနာမှန်ဖြင့်ရေးကြခြင်းဖြစ်ပေမည်တီဘောမင်းသားနှင့်ပတ်သက်၍ပြည်တွင်းစာရေးဆရာများ၏အမြင်ကိုလည်းဤသို့တွေ့ရသည်မြင်ကိုမင်းသား၏တပုံရန်လည်းအင်းကြီးတိုင်းတော်ပြည်တော်များလည်းတာယာလာသဖြင့်တီဘောမင်းသားကလေးကိုနေပြည်တော်သို့ပြန်လာစေပြီးလျင်ပညာတော်များကိုဆက်လက်ကျင့်နေစေလျာပရိတ္တိဉာဏ်တော်ကလည်းထက်မြက်လုံလဝရိယကလည်းရှိတော်မူသည့်အားလျော်စွာမြည်သည့်မင်းသားမှမစွမ်းနိုင်သောပထမပြန်၃ချိန်အောင်သောမင်းသားဟူသောဂုဏ်တူးဝိတေတာရရှိတော်မူပါတည်းအခြားသောမင်းသားများသည်ကပညာသင်ရင်းဖြစ်စေမြည်သည့်နေရာကိစ္စမျိုး၌မဆိုလူတစ်ဖက်သားကိုအနိုင်ကျင့်အထက်စီပြုမှုကြခြင်းမိမိတို့အိယာနေရာများကိုကျောင်းနေဘက်တငယ်ချင်းများကမတော်တဆကြော်မိလွှာမိထိုင်မိကြလျင်အိယာနေရာများကိုလွှင့်ပြေးခြင်းဒါနှင့်ခုတ်ခြင်းမိတွန်တောက်သည်ချင်းဝါဆေးဆူရိုက်နှက်ခြင်းစသည်တို့ဖြင့်ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ကြကုန်တော်လေတီဘိုမင်းသားကလေးကထိုမင်းသားတို့ကဲ့သို့မပြုတ်မှုယုံများမကရန်ခါမိမိကပင်သူများ၏အခန်းအစီများကိုခံတော်မူရှာခြင်းမိမိကိုသူများကမတရားပြုမှုခြင်းကြံဤကိုတီးခံတော်မူရှာခြင်းစသည်ဖြင့်အလွန်တရာတဘောတော်နူညံ့သိမ်မွေသည်ရင်းမှတီဘောမင်းနန်းတွေရေးစာအုပ်တွင်ရှင်ဥတ္တမဗုဒ္ဓ၏မတ္တန်ဖြစ်သည်ဤမောကုမတ္တန်များကိုကောက်ချက်ချရလျင်တီဘောမင်းတော်ကလေး၏ငယ်စဉ်ဘဝပညာကြိုးစားမှုဘာသာရေးစာပေကျွမ်းကျင်မှုစိတ်ထားတဘောထားနူးညံ့သိမ်မွေမှုတို့ကိုတည်နိုင်ကြပြီထိုမင်းသားငယ်သည်သူ့မွေးစာတော်ခွင်၌ယူဆဖော်ပြကြသည့်အတိုင်းမှန်ပြီလားကုန်းမောင်ရွှေနန်းကိုရယူစဉ်တွေးထွက်တန်ယုံမှုများဖြစ်ခဲ့မည်အပြန်အဆိုင်အနောက်ရှက်များတွေးမည်မိမိကိုယ်တိုင်အရေးအတွေးဖြင့်မင်းဖြစ်ခြင်းမဟုတ်ဥဆောင်တိုက်ခိုက်ပေးသူကတိုက်ခိုက်ပေးပြီးနန်းပလင်တို့အလွယ်တကူရောက်လာမည့်မင်းမျိုးဖြစ်သည်ဟုနန်းတွင်နန်းပြင်ပညာရှိသူခမိတ်များဟောကြားခဲ့ကြသည်ဒီအဆိုအမိတ်များမှန်ပါရဲ့လားအခန်း3မင်းတို့မင်းတရားနဲ့ရွာဆင်တော်မူပြီးနောက်ရုပ်ကလတ်တော်ကိုရက်တပတ်9ပတ်မြထားရှိပြီးပူဇော်ကြော့တကြိုခဲ့သည်ထိုစဉ်ကာလအတွင်းနိုင်ငံတော်အတွင်း၌တည်င်းတွေအမျိုးမျိုးထွက်နေသည်
တီဘောမင်းသားကလေးသည်နန်းလျာအဖြစ်အင်းရှိဆန်ဖြစ်လာပြီးစုတော်တည်င်းကိုကြားကြသည်တစ်ချိန်တည်းမှာပင်မင်းကြီးမင်းသားများကိုဖန်စီသည့်တည်င်းများကိုလည်းတိုင်းပြည်တွင်မကြားခြင်းမှအဆုံးရှိနေသည်မှန်ဒီလေးရှိမမှန်ဒီလေးရှိကြားရသည့်တည်င်းတွေကအကောင်းမဟုတ်အဆူကြီးသာတီဘောမင်းသားကလေးအားနန်းလျာတင်သောတည်င်းကိုပြည်သူတချို့ကမယုံကြည်ကြတဘောမပေါကြဟုတ်မဟုတ်ပါရဲ့လားတာမန်မိဖုရားတပါးမှမထင်မရှားထိုသားတော်သည်နန်းပလင်ပေါ်သို့ပေချီလန်းဖြင့်တန်တန်မတ်မတ်ရောက်ခဲ့လေသည်။စဉ်းစားပွဲပါလား။စဉ်းစားမနေကြနှင့်တွေးတောမနေကြနှင့်လက်ရှိမျက်မြင်မှာတီဘောမင်းသားဘရင်ဖြစ်ခဲ့တာအသေးအချာပါပဲ။ကြည်ပါလား။နှစ်ရွာဆန်ဘရင်မင်းမြတ်ဤမသားတော်အခမ်းအနားမှာတီဘောမင်းသားသည်ဘရင်တပါးအတွင်ဖြင့်ဆင်ရင်၍တင့်တယ်ခန့်ညာစွာပါဝင်ခဲ့သည်ကိုမင်းတို့ဘရင်မင်းမြတ်ဤအလောင်းတော်ကိုရေရနာဘုံနန်းတော်အတွင်၌မွန်းလွဲနှစ်နာရီတွင်နောက်ဆုံးကြော့တကြိုကြသည်ဘရင်မင်းမြတ်ဤအလောင်းတော်တင်သောပန်ရထားကိုမှန်နှန်းဆောင်စီသို့ပိတ်ဖြူကျိုးဖြင့်ဝင်ကြီးများကဆွဲယူလာကြသည်မြန်မာဘရင်ရွှေဘုံနိဒန်းလာထုံတန်းစင်လာအရာအဖြူရောင်သည်ဝမ်းနေသည့်အထိန်အမတ်ဖြစ်သည်လွတ်တော်ဝင်ကြီးမူမှတ်များကစား၍မိမိဖုရားအမှုထမ်းများသည်ဝမ်းနေခြင်းအထိန်အမတ်တော်ဝင်ဝတ်စုံအဖြူကိုဆင်ရင်ထားသည်မင်းတို့ဘရင်မင်းမြတ်ဤအလောင်းတော်ကိုရွှေတလွန်ပေါ်၌ခန့်ညာစွာတင်ဆောင်ပူဇော်ထားသည်ရွှေတလွန်ဤနဝရက်ကိုပါကြောက်တံပရများတို့ဖြင့်ဖိလန်နေသည်ဘရင်မင်းမြတ်ဤမျက်နာတော်ကိုရော၎င်းလက်တော်တို့ကိုရော၎င်းရွှေပိန်ချထားသည်တလွန်တော်ဤဘေးတစ်ဖက်တစ်ချက်၌ထီဖြူတော်ရှစ်လက်ဖွင့်ပြီးမိုးကာထားသည်တလွန်တော်နှင့်ကလျက်တွင်ရွှေဓာနှင့်မကိုက်တော်ကြောက်တံပရများဝန်းပတ်စီချေထားသောကွန်အစ်တော်နှင့်ထွေးခံတော်တို့လည်းချထားရသည်မင်းတို့မင်းတရားဤအလောင်းတော်ကိုမိဖုရားအချို့နှင့်ဘရင်သမီးတော်များကတောင်းမြည်ရဖြင့်ခက်လျက်အယိုအသေးပြုနေကြသည်ဤတွင်ထူးခြားချက်ကိုဖော်ပြရအောင်မည်မင်းတို့မင်းတရားဤအလောင်းတော်မြတ်အားတာမြည်ရခံမည်သူတို့ကိုစင်ဖြူမရှင်ဤတဘောကြသောမိဖုရားများဤသမီးတော်များအားရွေးချယ်ရသည်စင်ဖြူမရှင်မိဖုရားတဘောမတွေ့သူမြည်သူများဘရင်အလောင်းတော်ဤအနာသို့မကဲရမလာရမဖူးရမတွေ့ရနေမြို့တကားများကိုမူအမြဲမပြတ်ဖွင့်ထားစေသည်နှစ်ရွာဆန်ဘရင်မင်းမြတ်ကိုချစ်ကြည်ညိုသောပြည်သူအများလာရောက်ကြောခွင့်ပြုထားရန်ဖြစ်သည်ပြည်စမတန်ခါရနာတင်ဘရင်မင်းမြတ်အပေါ်ကြီးညိုတရားပွားကြသောပြည်သူထောင်ပေါင်းများစွာတို့လာရောက်ဥချကြောခွင့်ရကြသည်နှစ်ရွာဆန်ဘရင်မင်းမြတ်ကအမှားစကားရှိထားသည်မိမိနှစ်ရွာဆန်သောမိမတကြိုကြနှင့်ယခုလည်းမင်းတရားကြီးဤဆန္ဒအတိုင်းနန်းမြို့အတွင်ခန့်ထေသောအုပ်ပြတ်သက်ကိုတည်ဆောက်ထားသည်ဘရင်မသားတော်အခမ်းအနားတွင်ထူခြားသည်မှာပြည်တိရှကိုယ်စလေတန်အမတ်အတွက်နေရာတည်တံ့ပေးထားခြင်းပင်ဖြစ်၏ထိုစဉ်ကပြည်တိရှတန်အမတ်မှာမစ္စတာ MM ရှော့ဖြစ်၏ရှောဒီနောင်တက်လာမည့်ဒီဘောဘရင်နှင့်မိမိတို့အကြားဆက်ဆံမှုမြင့်မားလိမ့်မည်ဟုကြိုတင်တွက်ဆနေ၏ယခုဘရင်မသားတော်အခမ်းအနားကိုပင်ပြည်တိရှတန်ကိုယ်စလေအားခန့်ညာစွာနေရာပေးဖိတ်ခေါ်ထားခြင်းမှာဒီဘောဘရင်တိကမိမိတို့အပေါ်အလေးအမြတ်ပြုခြင်းတဘောဟုသူကယူဆလေသည်ဘရင်တစ်ကလေးဒီဘောနှင့်အဆက်အဆံမြင့်မားလိုသောပြည်တိရှတန်အမတ်မစ္စတာရှောဒီခန့်ညာတစ်လွင်သောယူနီဖောင်းကိုဝတ်ဆင်လျက်ပြောင်းလဲနေသောရှူးဖနက်ပန်းဖွားချီထားသောဓာရှိတို့ဖြင့်မသားသောအခမ်းအနားသို့အကြအနတက်ရောက်လာသည်တန်အမတ်မစ္စတာရှောကိုခရီးယန်ဘုန်းတော်ကြီးမစ္စတာကောလ်ဘန်နှင့်လက်ထောက်တန်မှုအရာရှိများကဝန်းရံလျက်လိုက်ပါလာ၏နောက်ထပ်ထူးခြားသောအခွင့်အရေးတရက်မှာတန်အမတ်မစ္စတာရှောနှင့်အဖွဲ့ကိုတီဘောဘရင်၏ရှေ့တော်မောက်တွင်ရှုဖနက်စီထားခွင့်ပေးထားခြင်းဖြစ်သည်ဤအချက်ကလည်းဘရင်အသစ်တီသဘောထားပျော့ပြောင်းသူသို့မဟုတ်ဒီတရှောတို့နှင့်အဆက်အဆံတိုးတက်လူသူဖြစ်လေဟန်ဟုအခဲခံမိကြသည်ဘရင်မသားတော်အခမ်းအနားကျင်းပရေးမှာအချိန်ဖင်နွယ်နေသည်တီဘောဘရင်မင်းမြတ်မရောက်လာသည်တီဘောဘရင်မှာယခုအခါနန်းတော်တွင်၌ဘရင်အဖြစ်ဗိတ်သိက်တွန်လောင်းနေစေဖြစ်သည်ပုံနတော်ဟူရောက်ဖြူဟူရောက်ညိုတို့သည်တီဘောဘရင်အားငွေခရုတွန်လျက်နန်းသက်မင်္ဂလာအခမ်းအနားတစ်ပင်ကိုဆင်ရင်နေစေဖြစ်လေသည်အတော်ကြာစောင့်ဆိုင်နေရပြီးမှတီဘောဘရင်မင်းမြတ်ကြွချီလာပြီးဟုချိန်ညာတန်ကြားလိုက်ရပြီး
မင်္ဂလာစီတော်ရန်ဒီခဲ့ညာစွာထွက်ပေါ်လာ၏စီတော်ရန်ဆုံးဒီနှင့်လူ40ခန့်ထမ်းလာတော့မင်္ဂလာဝေါ်တော်တွင်တီဘောပရိမင်းတရားဒီမင်းမြောက်တစား၅ပါးကိုတင်နေစွာစီရင်လည်းရပြုတ်ပြုတ်ပြက်ပြက်အယောင်တလဲလက်ဖြင့်ခဲ့ညာစွာကြွားချီလာပါပြီပရိဝေါ်ရင်တော်ကိုတူညီဝတ်စုံဝတ်ဆင်ထားသောကိုရန်တော်တက်သားများကနှလုံးပြူတနက်များထမ်းလည်းရချမ်းရန်လာသည်တီဘောမင်းတရားပထမဆုံးတက်ရောက်လာတော့အခက်အနာမှာခဲ့ညာထေဝါလာပါပြီဤတို့သောအခက်အနာကိုဤတို့ခန့်ထေစွာတက်ရောက်လာရင်ရှော့လန်းလှခဲ့ရတော့ခရီးကိုမင်းတရားညီငွေစိတ်ပြက်ဖြစ်လေသလားမသိတီဘောဘရင်ဤမျက်နှာတော်မှာကြီးကြီးလင်းလင်းမရှိတုံတုံမှုံမှုံဖြစ်နေသည်မင်းတရားမျက်နှာတော်ကြီးကြီးလင်းလင်းမရှိသည်ပါဆန်းပါမလဲတကယ်တော့နန်းပလင်ပေါ်သို့တက်လန်းလာရတော့ခရီးဝေစူးညောင်ခလုတ်တို့ကများစွာအရင်အသားတွေကအထက်ထက်အခက်အခဲတွေကအစီအီညီတော်နောင်တော်နှမတော်ဆွေတော်မျိုးတော်များကိုကြေးတိုက်တို့ပို့ပြီးဒီမင်းမြောက်တစား၅ပါးကိုဝတ်ဆင်လှမ်းကြွခဲ့ရတော့ခရီးမှာတီဘောဘရင်ကလေးအဖို့ဘယ်နည်းနဲ့များစိတ်ချမ်းသာပျော်ရွှင်ပွဲဖြစ်ပါမည်နည်းတီဘောမင်းနန်းတက်ပြီးမကြာမီရက်များတွင်ဖန်စီထားသောမင်းကြီးမင်းသားများကိုထုံးစံနှင့်အညီစီရင်ခဲ့သည်ဆိုသောသတင်းများထွက်ပေါ်ခဲ့သည်ထုံးစံနှင့်အညီဆိုသောစာသားမှာစီစစ်ကွက်မြက်ခြင်းပင်ဖြစ်သည်မှန်လဲမှန်သည်30မင်းသားမခေယမင်းသားအပါအဝင်မင်းကြီးမင်းသားဆွေတော်မျိုးတော်တို့ကို1889ခုနှစ်ဖေဖော်ဝါရီလ15ရက်16ရက်18ရက်နေ့များတွင်တိုက်သားမင်းကြီးဦးဖိုးနှင့်ပကွက်အာနာရာများကကွယ်မြဲခဲ့သည်ဤဖြစ်ရသည့်မြန်မာနိုင်ငံတမိုင်းတွင်ဖျောက်ဖျက်၍မရတော့အမေကွက်ကြီးအဖြစ်မော်ကွန်းတင်ကြံရည်ခဲ့သည်ထိုလူတက်ပွဲကြီးနှင့်ပတ်သက်၍ပြည်တွင်းပြည်ပသတင်းစာကြားနယ်များကအကြေချဲ့၍တစ်မျိုးအကျဉ်းချုံ၍တတွဲရေးသားမှတ်တမ်းတင်ခဲ့ကြသည်သို့သောတီဘောမင်းတရားဤခြေပပြောကြားချက်တို့ကိုမူကားအတိအမတ်ပြုဖော်ပြခဲ့သည်ကိုမတွေ့ရမမရရဖော်ပြရလည်းရင်တည်င်းစာဆရာဦးသိန်းမောင်ဤတီဘောမင်းတရားအတွင်ရေးများစာအုပ်တွင်နော်တီဘောမင်းတရားဤခြေပပြောဆိုမှုကိုဖော်ပြထားသည်တီဘောမင်းတရားကြီးသည်နန်းသက်စအခါ၌နန်းတော်အတွင်ရှိဆွေတော်မျိုးတော်များတည်ဆုံကြရပုံများကိုအလုံးစုံတည်ပါသလောတီဘောမင်းကိုယ်တိုင်ကြံရပါဖြစ်လေသလောဟူသောတွေ့တော်ချက်များသည်မြမအမျိုးသားတို့ဤစိတ်တွင်အမှန်သို့မရောက်နိုင်ပဲရှိခဲ့ကြသည်နောက်အခါတွင်တီဘောမင်းတရားကြီးရတနာဂီတီတို့ပါတော်မူပြီးနောက်အပားတော်မြင်အတွင်းဝန်ဦးဆန်ရွှေကတီဘောမင်းတရားထံလျှောက်ထားမေးမြန်းခဲ့သည်တီဘောမင်းဤနှုတ်မှဖွင့်ဟမိတ်ဆိုချက်များကိုနားထောင်မှတ်သားပြီးဖြစ်ရအမှန်ကိုရှင်းကျင်နိုင်ကြမည်ဖြစ်သည်တီဘောမင်းတရားဤနှုတ်မှမိန့်ကြားချက်အပြည့်အစုံမှာဤသို့ဖြစ်လေသည်မဟုတ်ဘူးတို့ကိုအကြည်ညိုပြတ်အောင်မုန်းထားအောင်အပြစ်ဆိုတဲ့စကားများဖြစ်တယ်အမှန်မှာမောင်ဆန်ရွှေမိမပင်ရမင်းသမီးလေးရှိတယ်မိကြီးသူပြောပြလိမ့်မယ်နန်းတော်မှာတညက်နေအနောက်ပိုင်းမှာပင်ရနဂစင်ကြော့ပဒေါင်ထန်းတပင်တောင်ငူမြို့စားအပြူတော်များနဲ့ဒုနှစ်ပါရီမောပြီးစကားပြောနေစဉ်မေတော်စီဖြူမရှိရုတ်တရက်ပြရေးပြရဝင်လာပြီးမောင်ရင်ဒီနန်းစည်းစိမ်ကိုမလိုချင်ပါနဲ့ဘရင်မင်းမြတ်လည်းမလိုချင်ပါနဲ့မောင်ရင်ညီတော်နောင်တော်နှမတော်များရှိသေးရဲ့လားလို့ပြောတယ်ဒုတတွေမှာထိတ်လန့်တုန်လှုပ်ခြင်းဖြစ်ပြီးငါကအရှိထွက်ပြီးညီလာခံအစည်းအဝေးအမြန်ခေါ်တယ်မင်းကြီးများကျုပ်ကူမထိန်မဝက်ပဲမှန်သည့်အတိုင်းတင်ကြစမ်းပါချုံနှောင်ထားတဲ့ညီတော်နောင်တော်နှမတော်များယခုရှိမရှိတည်ကျင်သည်ဟုမေးမြန်းခဲ့တယ်မင်းကြီးများကဖုံးတော်ကြောင့်အမှန်တရားမြည်ဆိုလျင်ဘရင်သားတို့ဟာရွှေထီးရွှေနန်းကိုအမှန်ချန်စမြဲဖြစ်လို့ကျွန်တော်မျိုးများဤဆောက်ရှောက်ရတော့တာဝန်ဒီအလွန်မှကြီးလေးပါသည်တို့ဖြစ်သောကြောင့်အချုပ်မှလွတ်ထွက်ပုံကန်လည်းရင်စီရင်သာတတဝါအများအပြားတည်ကြည်ပျက်စီးကြမှမြင်၍တုတ်တင်ရှင်းလင်းရပါသည်ဖျားလို့ရှောက်တင်ကြတယ်ကြားလိုက်ရတော့အလွန်တရာမှထိတ်လန့်ပြီးအတင်းနှလုံးတုန်လှုပ်၍ချက်တီမွေညင်ထားမိတယ်ညီတို့နောင်တော်များကိုထားရန်နမ်းမြင့်နာမှာတိုက်တန်းရှိကြီးဆောက်လုပ်ခိုင်းထားတာမှအတော်အတန်ပြီးပါပြီတိုက်တန်းကြီးပြည်စီတီကာလညီတော်နောင်တော်များကိုတာမယာအချွေအယံများနှင့်ပျော်ရွှင်စွာနေကြပါစေအပြင်ကအဆောက်အအုံထားနောင်ကိုထွက်ပြေးပုံကံမှသာအပြစ်အလျောက်စီရင်ကြပါလို့မှာထားခဲ့တယ်
ထို့တို့မှထားပါလျက်ဒီကေတို့ရက်ဆက်စွာပြုလုပ်ကြတာကိုငါအများကြီးဝဲနေစိတ်မကောင်းဖြစ်ရတယ်လို့အပြစ်တင်ပြောဆိုခဲ့တယ်။ကျန်ရစ်တဲ့မင်းသားများစရင်ပေးပါလို့တောင်းတော့ကြပင်မင်းသားကိုလီမင်းသားပြေမနာမင်းသားမြင်ဆိုင်မင်းသားလေကြားမင်းသားတို့ကိုရရှိပြီးခေါ်ဆောင်တင်ကန်းဝတ်စီလို့ဆရာတော်များထံအနံ့ရတယ်။ဒီမင်းသားတွေငါကြောင့်အသက်ရှည်ရတယ်။ယခုတိုင်အချို့ရှိပါသေးတယ်။မေးလျင်ပြောပြကြလိမ့်မယ်။ရနောင်မင်းသားရဲ့အခါလေးကျော်တမီးတော်ကလေးကျန်ရေးကြောင်းတရားလို့အသက်မတည်စေဖို့မိမဆိုးမောင်မဲ့ကိုခေါ်ဆောင်စေပြီးတောင်တွင်းစစ်ကဲမောင်မြင့်မယားမိပုံအထိန်ထားပြီးမွေးလာလို့အသက်ချမ်းသာရရတယ်။တို့နှစ်ပါးမှာညီတော်နောင်တော်များတည်ဆုံးကြောင်းတရားပြီးဒီကစားလို့စိတ်နှလုံးထိတ်လန့်တုန်လှုပ်ခြင်းဖြစ်ပြီးနေ့စဉ်တောင်စမုတ်ကထွက်ပြီးတန်ဃာတော်များကိုဆွန်ကြီးလောင်ခဲ့တယ်။ငါလည်းအလွန်စိတ်မကောင်းတစီလေးကြောက်လို့နန်းတော်ရင်းမှာနေနေညညဆူဆူညံ့ညံ့ရှိအောင်ပွဲခံစေတယ်။ဟိုစဉ်အခါကငါကလည်းငယ်အသက်20အရွယ်တုန်းကမင်းကြီးများစီရင်လိုက်ကြတာပါ။နောက်မူးခေါင်လို့ပညာရှိဘုန်းတော်ကြီးများကပြောလဲရင်ညစ်အခါတိတ်တဆိတ်အလောင်းများကိုတူဖော်ပြီးဦးတုံနေထဲကလေးမာတင်မြစ်စိတ်ယူပြီးရေလေမြစ်ထဲချကြတယ်။ဒီဘုံမင်းတရားဤဖြေချရှင်းလင်းချက်တို့မှာစဉ်းစားပွဲဖြစ်သည်ချင့်ကျိန်နိုင်ရှင်မွေကိစ္စများဖြစ်သည်တီဘိုမင်းဘရင်နန်းသက်စကာလ1889ခုနှစ်ဆန်းအချိန်အခါတွင်ဘရင်ကလည်းငယ်ငယ်ဝန်ကြီးဝန်ငယ်တို့ကလည်းပရိယေကြွေကြွေနှင့်တကယ်ရှိခဲ့သောအခြေအနေတို့မှာမှန်စာရခက်လာသည်အမှန်ဆိုသောတီဘိုမင်းတရားသည်အရွယ်ပင်ငယ်လာတော်လဲချင့်ချိန်ဝေဖန်နိုင်သောအတိညာအတိတရားခေါင်ပါသူတော်မဟုတ်တန်ရာတီဘိုမင်းတရားနန်းသက်သောကာလကမြန်မာဘရင်တစ်တပါအနေဖြင့်တည်င်းတော်တဦးနှင့်တွေ့ဆုံခဲ့သည်ထိုစဉ်ကတကယ့်ထိတ်ဟုဆိုနိုင်မည့်လန်ဒန်နယူးစ်သတင်းစာ၏သတင်းတော်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်အောက်ပါမတ်တန်သည်ထိုသတင်းစာဆရာနှင့်တွေ့စဉ်ကတက်တီတာရကတရက်ဖြစ်လေသည်1889ခုနှစ်ဧပြီလ9ရက်တနင်္လာနေ့မန္တလေးနေပြည်တော်ရှိပြည်ရှင်ဘရင်တည်င်းစာဆရာကြီးများအားရှေ့တော်ဝင်ခွင့်ပေးခြင်းလန်ဒန်နယူးစ်၏မန္တလေးတည်င်းတောက်ထံမှဥယျာဉ်ဆန်းတဲ့အိမ်တော်ဝဲဘက်မှတကားတစ်ချက်ပွင့်လာ၍တက်ရွယ်ကြီးရင်ခြုံလီပြီးမှုတ်စိတ်ခြင်းဆွဲဂေမေတော်သူတယောက်မိမဆူမူရှိဦးဝင်လာသည်သူဤနောက်၌ကလေးရဲ့အခါစားမပါရှင်မီတပါးတည်းကြွားချီလာသည်ခြေလန်းခက်မြန်မြန်ဖြင့်လာရောက်၍အခန်းအလယ်၌ခင်းထားသည့်တလွန်မောအနီအောင်လက်တင်ကုန်းပေါ်၌ညာလက်တင်ပြီးထိုင်သည်ပိုးအင်းကြီးအဖြူနှင့်တောက်ပါသည့်အစိမ်းအဝါရောင်ပိုးပစိုးကိုဝတ်ဆင်ထားသည်အစင်တစားအဖြစ်ဖြင့်စိန်နှတောင်းကိုသာနားတွင်ပန်ဆင်ထားသည်ရှင်ဘရင်ကြွားရောက်လာစဉ်အလုံးဝတ်သွားခါစားနေရသည်ရှင်ဘရင်နေရာတော်၌ဆံပေတော်မူပြီးနောက်တင်တော်စစ်တူဒီပြပြဝင်နေလျက်ကပင်ကျွန်ုပ်ဤတက်တေခံအထောက်အထားစာများကိုကျေလောင်စွာဖတ်ကြားလျှောက်ထားလေသည်ဤလျှောက်ထားလွာကိုအတိအကျဘာသာပြန်သောဤတို့ဖြစ်လေသည်လန်ဒန်မြို့ Daily News သတင်းစာဆရာကြီးကဘုန်းတော်အလွန်ကြီးမြတ်တော်မူလာသောစနန်စင်မင်းတခင်စင်ဖြူများရှင်ရွှေတွင်ငွေတွင်ပရင်ဒုဋ္ဌာနီလာကောမုတ်ဥတ္တဖျားအစရှိသောယရနာတွင်များဤတခင်သူနာပရန္တတံပတိပစာတိတိုင်ကြီးများဤဧကရေဘရင်ထီဆောင်မင်းအပေါင်းတို့ဤတခင်တာရဏဒါယကမဟာဓမ္မရိအာဒိဆနွေဖွာဘဝရှင်မင်းတရားကြီးမင်းထက်မင်းဖျားမင်းတရားဖြစ်၍လောကအလုံးတို့ဤအရှင်ကြီးမားထက်မြက်တော်ဉာဏ်ပါရမီရှင်ဘရင်မင်းမြတ်အားအောက်ပါလက်ဆောင်ပဏာတော်များကိုတင်ဆက်ပါကြောင်းဖျားဖက်ကြားပုံမှာအတန်အောဖြင့်တန်နေတန်ထားရွဆိုနေခြင်းဖြစ်၍ကျွန်ုပ်တို့ဤခရိယံဘုရားရှိခိုးကြောင်းဝတ်သက်နေပုံနှင့်အလွန်တူသည်အပိတက်၌ဖျားဟုဆွေဆွေငင်ငင်ရွဆိုရာတွင်ဝတ်သက်အစုံ၌အာမင်ဟုဆိုပုံနှင့်တထရောတည်းဖြစ်သည်တင်ဆက်လွာကိုဖတ်ကြားပြီးနောက်ကျွန်ုပ်အားလက်ဆောင်ပြန်ရန်ပစ္စည်းများကိုအရာရှိတဦးကကောက်ယူ၍ကျွန်ုပ်အနာသို့လာရောက်စုပုံပေးအပ်သည်ထိုအချိန်တွင်ဘရင်နီကွန်ဆာစီလိတောက်၍ခက်မစိတ်ကြည်တော်မူနေသည်မကြမတင်ရှင်ဘရင်သည်ကြည်လင်ပြတ်သားသောအတန်ဖြင့်ဖြည်းဖြည်းလေးလေးစကားစတင်ပြောကြားသည်သူဘယ်သူလဲကျွန်ုပ်အားဆက်တွင်သူဒေါက်တာဝီလီယံကမြန်မာဘာသာဖြင့်ပြန်လည်တင်ရှာလေသည်
လန်ဒန်မြို့ Daily News သတင်းစာကစာရေးဆရာဖြစ်ကြောင်းမှအရှင်မင်းကြီးဖေဟာဘာကြောင့်လာတာလဲအရှင်တိုင်းတော်ပြည်တော်ကိုကြည်ရှုရန်နှင့်ရွှေမျက်နှာတော်ဖူးမြင်ခွင့်မျှော်လင့်လျက်လာရောက်ခြင်းမှာဖေဟာဘေကလာတယ်လေကာဘူးမင်းသားနှင့်စစ်တိုက်နေတဲ့အာဖဂန်နစ္စတန်ပြည်ရှိဗြိတိရှစစ်တပ်များမှလာရောက်ခြင်းမှာဖေဟာငါတို့အကြီးတော်အင်္ဂလိပ်များစစ်နိုင်ကြရဲ့လားကွအလွန်အောင်မြင်လာ၍ကာဘူးမင်းသားထွက်ပြေးသွားပါတယ်ဖေဟာကက်ရှမီးယားနဲ့စာလျင်ကာဘူးကဘေဒီတာလောက်ရှိတယ်လေကက်ရှမီးယားနဲ့ပါရှားပြည်အကြောင်းတောင်အလွန်ထူထပ်အေဂျင့်နဲ့နေပေများဖြစ်ကြောင်းပါဖေဟာကင်းမမင်းကြီးဗမာလေလွတ်တော်ရင်ရှိကြောင်းပါဖေဟာလွတ်တော်နေဖြစ်ကြောင်းပါအရှင်ဖေဟာတင်မြန်လာပေတဲ့မင်းကြီးများလွတ်တော်နေစဉ်တက်ပြီးအမှုလက်ကျန်ရှိကြောင်းမတိုင်တန်ကြအောင်အမှုတွေများကိုမြ мян ဆန်ဆန်စစ်စစ်ကြိုးပမ်းကြစေလိုတဲ့ဆန္ဒရှိတော်မူတဲ့ဤသို့မိန့်ကြပြီးနောက်ဘရင်မင်းမြတ်သည်တလွန်တော်မှထ၍ကြွားသွားလေသည်မြမဘရင်ပြည့်ရှင်မင်းသည်အသက်အရွယ်အားဖြင့်20ကျော်ရုံများသာဖြစ်၍ထီးနှံတက်ခဲ့သည်မှာလေးလာများသာရှိသေးသည်အရက်မြင့်၍ကိုခန္ဓာကြန့်ခိုင်ရီမွန်သောလူရွယ်ကလေးပင်ဖြစ်သည်အသားဖြူသည်ကောင်းသောနဖူးကြည်လင်တည်ငြိမ်သောမျက်နှာနှင့်လူပွေနှကမ်းများရှိသည်မေးစိတ်သည်ပြည့်ဖြိုး၍ကာမအာယုံအတန်ငယ်ပြင်းပြပုံရှိသည်သို့သောယောက်ျားပိသား၍ပွင့်လင်းသောမျက်နှာဟန်ရှိသည့်သူငယ်ပြိုကလေးဖြစ်သည်နန္တဆာကကေရုကနာမငိန်တုံလှုပ်ခြောက်ခြားသောအမှုအရာများမရှိတော့ပေတည်ငြိမ်သောကာယိန္ဒြေနှင့်ပြည့်စုံလာပြီဟုပြောကြသည်ကိုယ်ပိုင်ထူးခြားသောအင်္ဂါလက္ခဏာများပေါ်ထွက်လာခြင်းမရှိသေးတော့လေဘရင်ကလေး၌သူ့တဘောအလျောက်ပြုလို့လိုသောစိတ်ဓာတ်မရှိမဟုတ်သည့်အပြင်ဘရင်အာဏာအခွင့်အရေးကိုထိပါလာလည်းရင်မနစ်သက်ကြောင်းတချို့ကိစ္စများ၌တည်တည်ပြနေပေပြီရှိတော်ဝင်ပြီးနောက်နန်းတော်တွင်မှထွက်လာစဉ်နန်းမြို့တနေရာမှအိမ်တဆောင်ကိုပြ၍၎င်းအိမ်အတွင်၌နှရွာဆန်ဘရင်ကြီးနာမကျန်းဖြစ်နေစဉ်မင်းကြီးမင်းသား20ခန့်ဖန်စီအကျဉ်းချခဲ့မှုကြောင့်ပြောပြကြသည်ယခုနန်းဆန်ဘရင်သည်ဘရင်သားတော်များတွင်အငယ်ဆုံးဖြစ်၍မိမပိုင်းဩဇာလွှမ်းမိုး၍၎င်းထိုသူအားနန်းတင်လျင်မိမိတို့လူလာသောတရားဥပဒေဖြင့်အုပ်ချုပ်ပုံစနစ်ပြောင်းလဲရေးအစီအစဉ်ကိုမနှောင့်ယှက်ဟုမှုမဲ့ကြီးများကယုံမဲ့ခဲ့၍၎င်းထီးနှံတင်မြောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်မလမကိန်းရှိမြေဆောင်ထဲတွင်လွန်ခဲ့သောတလခန့်ကဖန်စီချုံနှောင်ခဲ့သောအမတ်ကြီး3ဦးရှိနေသည်ဟုသိရသည်London News သတင်းတောက်နှင့်တီဘောဘရင်တွေ့ဆုံခန်းတွင်တီဘောဘရင်သည်ကမ္ဘာပထဝီအနေအထားကိုစူးစမ်းခဲ့ကြောင်းတွေ့နိုင်သည်အနောက်နိုင်ငံစာရေးဆရာတချို့ဖော်ပြသလိုမြန်မာဘရင်သည်မန္တလေးနန်းတော်ကွက်ကလေးအတွင်း၌သာအကျဉ်းချနေသည်ဟန်မဟုတ်တီဘောဘရင်သည်မြန်မာနိုင်ငံနေဆက်ကိုကျော်ပြီးကမ္ဘာသို့မျှော်ကြည့်လေ့လာနိုင်သောအဆင့်တွင်ရှိကြောင်းသိသာနိုင်ကြသည်သတင်းစာဆရာ၏ရေးသားချက်များထဲမှနှုငယ်သောမင်းပြူမင်းလွင်တဦး၏ရုပ်တွင်အားတရုပ်ဖော်ထားသည်ကိုတွေ့ကြရမည်သို့ဆိုလျင်နန်းသက်ဆကာလတီဘောဘရင်၏ရုပ်တွင်ပြိုနှုချော်မောမှုအတွက်အငြင်းပွားဖွယ်ရာမရှိတော့ပြီအဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်လာမယ့်အပိုင်းဆက်တွေကိုလည်းဆက်လက်ဆောင်မြော်နာဆင်ပေးကြပါဦးနော်အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်